ဘဝမှာလှန်ထမ်းလာတာကိုပဲမြင်ရတယ်ကန်ထမ်းလာတာကိုမမြင်ရဘူးလို့ဆိုရိုးစကားရှိပါတယ်တခါတလေမှာဘာမဟုတ်တာလေးကနေလေကန်ထကောင်းပြီးဘဝပြောင်းသွားနိုင်ပါတယ်လူတိုင်းကထီပေါက်မလားလို့မျှော်လင့်ကြပါတယ်ဒါပေမဲ့ဒီလူတွေကတော့အဲ့ဒီမျှော်လင့်ချက်တဲ့ပိုကြီးတဲ့ကံကြမ္မာကိုမထင်မှတ်ထားတဲ့အရာလေးတွေကနေရှာတွေ့ခဲ့တာပါဒီနေ့မှာတော့အလုတ်ကိုပင်ပင်ပန်းပန်းမလုပ်ရပဲရုပ်ရည်ချမ်းသာသွားတဲ့အထူးခြားဆုံးလူတွေရဲ့ဇလန်းကိုတင်ဆက်ပေးပါမယ်သူတို့တွေဘာတွေလုပ်ခဲ့ပြီးဘလို့ကံကောင်းမှုတွေကြောင့်ချမ်းသာသွားခဲ့လေဆိုတာကိုသိကြရင်နော်ဗီဒီယိုလေးကိုစောင့်ကြည့်ဖို့လိုပါလိမ့်မယ်စကားမဆက် channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ပြီးဘေးနားက notification bell လေးကိုပါတစ်ဆက်တည်းတီးမိခဲ့ကြဖို့တောင်းဆိုပါရစေခင်ဗျာကျွန်တော်အခု Terry Horton ဆိုတဲ့အမျိုးသမီးတဦးနဲ့မိတ်ဆက်ပေးပါမယ်သူမကကားမောင်းတဲ့အလုံးနဲ့ရိုးရိုးရှင်းရှင်းနေထိုင်ခဲ့တဲ့အမျိုးသမီးတဦးပါတနေ့မှာတော့တငယ်ချင်းအိမ်အတွက်အိမ်လာစင်မှုပကြီးကားရှာရင်းကနေလမ်းဘေးကဂိုးတောင်အယောင်ပွဲကြီးကိုရောက်ခဲ့ပါတယ်သူမမြင်လိုက်တဲ့ပကြီးကားကြီးကကြီးလွန်းလို့ကားထဲတောင်တရခတ်ပါတယ်ဒါပေမဲ့ဒီပကြီးကားရဲ့တန်ဖိုးက$9ပဲပေးခဲ့ရပါတယ်Terry ဒီပကြီးကားကိုဝယ်လိုက်ပြီးတဲ့နောက်မှာသူ့ဘဝရဲ့အလှည့်ပြောင်းစတင်ပါတော့တယ်သူမရဲ့တငယ်ချင်းတယောက်ကဒါဟာ Justin Pollock ရဲ့လက်ရဖြစ်နိုင်တယ်လို့ပြောလိုက်ပါတယ်Pollock ရဲ့ပကြီးကားတွေဟာဒေါ်လာတန်ရာနဲ့ချီပြီးတန်ဖိုးရှိပါတယ်$9တဲ့အမိုက်ပကြီးကားတစ်ချက်ကနေတရက်ထင်းနဲ့ဒေါ်လာတန်50တဲ့တန်ဖိုးကြီးတဲ့ယတနာဖြစ်သွားခဲ့ပါတယ်ရောင်းခဲ့တဲ့သူတွေကတော့ပကြီးကားရဲ့တန်ဖိုးအစစ်မှန်ကိုမသိခဲ့ပါဘူးဒီလိုပဲတခါတလေမှာရိုးရှင်းတဲ့ရွေးချယ်မှုတွေကအံ့ဩစရာကောင်းတဲ့အကျိုးဆက်တွေကိုဖြစ်ပေါ်လာစေပါတယ်ဒီတစ်ခါမှာတော့စိတ်ကူးရင်ဆန်တဲ့ဇလန်းလေးပါ1990ပြည့်နှစ်တွေတုန်းက Google ကုမ္ပဏီကငွေကြေးမလက်ပတ်နိုင်သေးတဲ့ကုမ္ပဏီငယ်လေးတစ်ခုအနေနဲ့ပဲရှိပါသေးတယ်သူတို့ရုံးခန်းတွေကဝန်ထမ်းတွေကိုလာနှိပ်ပေးတဲ့အမျိုးသမီးကတော့ Bonnie Brown ပဲဖြစ်ပါတယ်ကုမ္ပဏီကဝန်ဆောင်ခပေးဖို့ပတ်စံမရှိတဲ့အခါငွေသားအစားဒီကုမ္ပဏီရဲ့ share ကိုယူမလားလို့ကမ်းလှမ်းလိုက်ပါတယ်အဲ့ဒီခေတ်မှာဘသူကနာမည်မရှိတဲ့ကုမ္ပဏီရဲ့ share ကိုစိတ်ဝင်စားပါလေဒါပေမဲ့ Bonnie ကတော့လက်ခံခဲ့ပါတယ်သူမရဲ့ဝန်ဆောင်ကားနဲ့လဲလှယ်ခဲ့တဲ့ share တွေဟာ Google နာမည်ကြီးလာတဲ့အခါမှာတော့သူမကိုအနှိမ့်သမားဘဝကနေတန်းကြွတတိဖြစ်သွားစေခဲ့ပါတယ်ဒီလိုရွေးချယ်မှုကိုခင်ဗျားဆိုရင်ကိုလုံနိုင်မှာမလားနောက်ထပ်ဇာတ်လမ်းတစ်ခုကတော့ရွှေတူးကိုတောတဲ့သွားစရာမလိုဘူးဆိုတာကိုတက်တည်ပြခဲ့ပါတယ်2013ခုနှစ်ကယ်လီဖိုးနီးယားမြောက်ပိုင်းကဇုံတွဲတွေဟာသူတို့ရဲ့အင်ချန်ဇီယိုနာမှာခွေးကိုလမ်းလျှောက်ထုတ်ခဲ့ပါတယ်သူတို့ရဲ့ခွေးလေးကမြေကြီးတွေကနေပေါ်နေတဲ့တန်ဘူးကွန်ဟောင်းတစ်ခုကိုမြင်ပြီးဆွဲထုတ်လိုက်ပါတယ်။ဇုံတွဲကစူးစမ်းကြည့်စိမ့်နဲ့အဲ့ဒီနေရာကိုဆက်တူးကြည့်တော့စုစုပေါင်းတန်ဘူးဟောင်း၈လုံးကိုထပ်တွေ့ခဲ့ပါတယ်။တန်ဘူးတွေကိုဖွင့်ကြည့်လိုက်တော့မယုံနိုင်စရာကောင်းတော့အထဲမှာတန်ရှင်းနေတဲ့ရွှေရင်းကားပြား1428ပြားကိုတွေ့ရှိခဲ့ပါတယ်။ဒီရွှေရင်းကားပြားတွေကလည်း1850ပြည့်နှစ်တွေကထုတ်လုပ်ခဲ့တဲ့ဒင်ကားတွေပဲဖြစ်ပါတယ်။ပညာရှင်တွေကတော့ဒီဒင်ကားတွေကို Saddle Ridge Hole လို့နာမည်ပေးခဲ့ပြီးတော့သမိုင်းတန်ဖိုးအရာ$10သန်းနီးပါးတန်ဖိုးရှိကြောင်းကိုအတည်ပြုပေးခဲ့ပါတယ်။ခွေးကိုလမ်းလျှောက်ထွက်တဲ့ရိုးရှင်းတဲ့နေတနေဟာသူတို့ကိုတဘွားစာအတွက်ရွှေအကြီးနဲ့ပေးဆက်ခဲ့တာပါ။နောက်တစ်ယောက်ကတော့ Rick Nossigin ဆိုတဲ့လူတစ်ဦးကပစ္စည်းဟောင်းစုဆောင်းတဲ့သူပါ။သူကလမ်းဘေးကနေညစ်ပတ်နေတဲ့တစ်တာဟောင်းနှလုံးကို$45နဲ့ပေးဝယ်ခဲ့ပါတယ်။တစ်တာတွေကပစ္စည်းတွေကိုသူတိတ်တောင်စိတ်ဝင်စားသေးပါဘူး။ဒါပေမဲ့ဒီထဲမှာဖန်များပေါ်မှာရိုက်ထားတဲ့ဓာတ်ပုံဖလင်ဟောင်းတွေအများကြီးပါလာခဲ့ပါတယ်ဒီဖလင်များတွေကိုလေ့လာကြည့်တဲ့အခါမှာတော့နာမည်ကျော်ဓာတ်ပုံပညာရှိဖြစ်တဲ့အန်ဆယ်အဒန်ရဲ့ပျောက်ဆုံးနေတယ်လို့ယူဆရတဲ့လက်ရာတွေဖြစ်နေမှန်းသိလိုက်ရပါတယ်ဒီဖလင်ရဲ့တန်ဖိုးဟာ$တန်း200နီးပါးထိကိုရှိပါတယ်ဒီ$45တဲ့တစ်တာနှစ်ခုအမိုက်ဘုံနဲ့ရောက်လူနီးပါးဖြစ်ခဲ့တဲ့ပစ္စည်းတွေဟာသူ့ကိုဘီလီယံနာအဖြစ်ကိုပြောင်းလဲပေးနိုင်ခဲ့ပါတယ်တခါတလေမှာတန်ဖိုးမရှိတော့ဘူးလို့ထင်ပြီးပြစ်ပယ်ထားတဲ့အရာတွေကနောက်ွယ်မှာမခံမနိုင်တဲ့တန်ဖိုးတွေရှိနေတတ်ပါတယ်ဒီနောက်ဆုံးဇလန်းလေးကတော့ရေစရာကောင်းဆုံးဖြစ်နိုင်ပါတယ်ဂလန်တာဘလက်ဝဲရဲ့ခင်မိုးကအမြဲတမ်းထီထိုးနေတော့ဂလန်တာကစိတ်တုန်နေခဲ့ပါတယ်တရက်မှာတော့ဒေါသထွက်လွန်းလို့ထီပတ်ဖို့ဆိုတာဘလောက်ခက်ခဲလဲဆိုတာကိုတက်တည်ပြခြင်းလို့ဆိုပြီးလက်မှတ်တစ်စောင်ဝယ်လိုက်ပါတယ်ခင်မိုးကိုစိတ်တုန်နဲ့ပြန်ပြောခြင်းလို့ပဲဖြစ်ပါတယ်ဒါပေမဲ့ကံကြမ္မာရဲ့အလှည့်ပြောင်းကဒီမှာပါသူမရဲ့စိတ်တူနဲ့ဝယ်လိုက်တဲ့ထီလက်မှတ်ဟာ$1 သန်းစုကြီးပေါက်သွားခဲ့ပါတယ်။ယောက်ျားကိုပညာပြခြင်းနဲ့အကျိုးဆက်ကနေအဆုံးသက်ကတော့ချမ်းသာကြွယ်ဝခြင်းကိုဖြစ်သွားခဲ့ပါတယ်။သူ့ယောက်ျားကလည်းပေါ့စီအလုတ်ခံရမယ်ဒဏ်ကနေလွတ်မြောက်ခဲ့ပါတယ်$9တန်ပကြီးကငွေသားအစားယူခဲ့တဲ့ရှယ်ယာခွေးကြောင်ထွက်ရကနေကံကောင်းမှု
မထင်မှတ်ထားတဲ့အဟောင်းတွေကတစ်တာနှလုံးယောက်ျားကိုပွက်စီလုပ်ဖို့ဝယ်ခဲ့တဲ့အထိဒီလိုဗမောက်တာလေးတွေကနေလူဘဝတစ်ခုလုံးကိုပြောင်းလဲပြီးခဲ့တဲ့တကယ့်ဇလန်းတွေပဲဖြစ်ပါတယ်လူဘဝကဒီလိုပါပဲအမြဲတမ်းကံဆိုးမနေသလိုကံလည်းကောင်းမနေတတ်ပါဘူးကံအကျိုးပေးလာခဲ့ရင်တော့တတိမထားမိရင်အခွင့်အရေးတွေလွဲတတ်ပါတယ်တတိမမူရင်ဂူတော်မမြင်တတ်တာမလို့အရာရာကိုစစ်စစ်ဆက်ဆက်ကြည့်ရှုဖို့လိုအပ်ကြောင်းအတိပေးရင်ဒီအပတ်ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်ပါမယ်ဗျကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ရှုတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်